ကောင်းဆုံးငါမေးပြလိုက်ပါအားလုံးငါဖြစ်နေငါလမ်းခွဲဖို့ဆုံးဖြတ်လိုက်တာငါလွန်မလားအိမ်မတော်နှုတ်တော်နေပါလမ်းခွဲပြီးနောက်နေမနှမ်းမှာတတိမရဖို့ဆုံးဖြတ်လိုက်တာငါလွန်မလားငါတို့တွေကိုလန်းကိုရှောင်းငါတို့တွေမဆုံးဖြတ်ပေးမငါလိုက်မသိစွာမျောလင်းမိတာပါ